Okay,အားလုံးပဲမြင်လာပါမတွေ့ရင်လို့ရင်လေနေပါစေဒီဘဝအခုတော့ဒီလုံးဟုတ်ပါပဲရေရောငါးနှစ်တွင်မှာရဆုံးရရဲ့ငယ်ချီဦးရဲ့တွေ့နေငယ်ကကြောင့်လေးတွေကပြပြောင်းတည်းရစရာပါကွယ်မဝင်မရပါကွယ်ဒီရဲ့ဆိုရင်တော့ထိတ်ထိတ်နေနေရတာပါကွယ်ဟုတ်ကဲ့ပါဒီနေ့တော့မှအချစ်စီရတဲ့ချိန်ပါဗျာရှင်မကြီးခဲ့ကြတယ်မှာကွယ်မိလိုပါချံပိဒါလူကိုလက်ထကြဖို့ဆွေရောကသူပါကိုပါရေရေစားရဲ့အခုများရှိသေးတယ်ရောက်ကွယ်ခွဲကွာရတော့မမို့အတန်ကလေးများဆက်ဆက်ပြုံးဘိုးကြီးကြည်ရဲ့ကြည်လေးများကဘောတတမမေးရလေရင်ကနှုတ်ဆက်ပြီးမှမျက်စိကိုမေ့အန်ချိန်ကိုမိမကြည့်ဘူးဆိုပေမဲ့ကျုံးမိတယ်ချိန်တော့အကြောင်းလေးပေါ့လုံခဲ့ပါပြီကွယ်ဒါတွေမပြောတော့ပါဘူးအခုများကြည်လေဒါတွေသမီးတွေနဲ့ကိုကြီးကိုငါတို့ဘဝပါကွယ်ဒီတော့လေမလုံးနိုင်ပြမထားပြုံးလာရင်မိရများဒီလူချာရင်ရေရကွယ်မင်းတို့မိသားစုတွေကျမ်းမာလို့ချမ်းသာပါစားကွယ်ဒီလိုမိသားစုတွေဒီလိုကရုဏာတော်ကြရဲ့
ဆုံရင်နိုင်လေဒီပါစီဒီတဲ့မတွေ့ရင်တော့ရင်လေဒီပါစီဒီဘဝအခုတော့ဒီလိုမဟုတ်ပါနဲ့ဒီစရောငါးနှစ်တွင်မှာရဆုံရတဲ့ချီဦးရဲ့တွေ့ပြီးရေကကြောင်းလေးတွေဟာပြန်ပြောင်းသတိရရပါကွယ်ပြောင်းနေရအောင်ချီရဲ့နှုတ်ဆက်ရမှာလေဝိမေပါကွယ်ဒီပဲဆိုရင်တော့ထိနေနေနေရတာပါကွယ်အဲ့ဒီမှာလည်းဒီလိုကိုမှလည်းကလေးတွေပို့ပါဗျာမတွေ့ဘူးဆိုရင်မမီရဲ့ချူရဲ့အတန်းနဲ့ချစ်ချစ်လို့ရှင်မကြီးခဲ့ရတယ်ပါကွယ်ဒီလိုပါချင်ပေးရလို့လက်ထက်ကြဖို့ဆွေတွေလုံးခါသူပါကိုပါရေစားရင်အခုများရှိသေးနေရောကွယ်ခွဲခွာရတော့မမို့အတန်းကလေးများဆက်ဆက်တုံးကိုရင်ကြည့်ရဲ့ကြည်ကလေးများကဘောတတမမေးရလေရင်ကလွတ်ဆက်ပြီးမှမျက်စိကိုမိတ်အန်ကြည့်ကိုလုံခဲ့ပါလိကွယ်ဒါလည်းမပြောတော့ဘူးအခုများကြည့်လေကားနေသမီးတွေရေးနေကိုကြီးကိုငါတို့ဘဝပါကွယ်ဒီလိုလေနှလုံးသားကြီးပြမချအပြုံးကလေးကြီးမိရမြဒီလိုကြာရင်ရရကွယ်ဒီလိုမိသားစုတွေကျမ်းမာလို့ချမ်းသာပါစားဝယ်